အားလုံးပဲမင်္ဂလာညနေခင်းပါရှင်ဒီနေ့ကကျွန်မပြောဖို့လှည့်ရောက်လာတာကတော့အခန်း28နှင်းစီပန်းနဲ့ရေးတဲ့ IP ပေါ့နော်ဒီကောင်ကဟီရုဘာသာစကားပေါ့နော်အဲ့ဒါကဂျူဘာသာစကားပါဘာရစ်လို့နှင်းစီပန်းကိုခေါ်ပါတယ်ဒီနေ့မှာတော့ပန်းလို့လည်းခေါ်ကြပါတယ်ကျမနားလေတလောက်ကတော့သူကကြီးဆက်စီကဲတင်မှုပဲအေဒီဥယျင်ကနေလာတာလေအမားတွေဇောတွေကနေပြီနှင်းစီနီကတော့သွေးပါကြီးဆက်စီသွေးလေနှင်းစီဖြူကတော့စင်ကြယ်မှုနဲ့နိုးထမှုပါရိုမန်ကက်သလစ်ခရီးယန်ကတော့မေရီကစုမရှိတဲ့နှင်းစီလေးပါတဲ့တခုကျန်သေးတယ်အဲ့ဒါကမေရီရဲ့လက်ထဲမှာကင်ထားတဲ့နှင်းစီပန်း၃ပွင့်မှာဆုတောင်းပေးဆက်ကိုအဖြစ်ကိုယူပါကျန်းစာအလိုရဆိုရရင်ကြီးဆက်ပါသူကသူ့ရဲ့အချစ်လူသားတွေကိုချစ်တဲ့အချစ်နှင်းစီပန်းကင်းကြီးနဲ့ပြောပြထားတာလေ project နှင်းစီပေါ့နော်သူကဂျလူမျိုးတွေထောင်ထားတာနေရမယ့်နေရာတွေမှာလုံခြုံမှုရှိပြီးအေးချမ်းစွာနေနိုင်အောင်လေဂျူးစန့်ကျင်ရေးကတအားများတာလေနာဇီတစိမ့်နဲ့ရုရှားကအဲ့ဒီစန့်ကျင်ရေးကိုတန်ပြန်တယ်လေကဲအရှိကြီးရေးပြီးပြီကျမလိုချင်တာရောက်ပါပြီစာအုပ်ပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်3000ကအစ္စရေးကိုရေးထားတာတင်ပယ်မောက်ပါပါတယ်လေတင်ပယ်မောက်ဆိုတာကဟိုးတုန်းကဘီနီဆိုလိုမွန်တည်ခဲ့တာဆိုလိုမွန်ဖျားเจ้าမှာရေးတဲ့သူကဒေါက်တာရန်ဒီတဲ့ကျမလမ်းညွှန်လို့ရမလားဟင်ကဘာကြီးကလူတွေအလိုက်ရဲ့ကြရင်ဂျေရုဆလင်မှာရှိတဲ့ဟိုးနှင်းစီပန်းချံကိုတွားဖို့ပါနီနီဦး IP တုတေတနစာရန်ပြုစုသူနီနီ NGO ဗေဒနာယကကျေးဇူးတင်ပါတယ်